ဒိုးရင်တွေလေးဒီတစ်ခါပြောပြမယ်ပုံမြင်လေးရဲ့နာမည်ကတော့စပင်းညက်တဲ့နေ့ပဲဖြစ်ပါတယ်နော်ဒီနေ့ကတာတီသွားစပင်းညက်တဲ့နေ့ဖြစ်ပါတယ်တာတီဟာရက်ွက်တဲကစပင်းညက်သမားစီသွားဖို့အတွက်ပုံမှန်အတိုင်းအိမ်ကနေထွက်ခွာခဲ့တယ်ဒါပေမဲ့စပင်းညက်သမားကပြောတယ်ဒီနေ့တော့ဒီလောက်ရှိတဲ့စပင်းကိုညှက်ပေးဖို့အခြေမရှိဘူးစိတ်မကောင်းဖြစ်ပြီးတာတီဟာသူ့ဇနီးကိုအကူအညီတောင်းဖို့အတွက်အိမ်ကိုပြန်သွားခဲ့တယ်ဒါပေမဲ့သူ့ဇနီးကပြောတယ်ဒီနေ့တော့ဒီလောက်ရှိတဲ့စပင်းကိုညှက်ပေးဖို့အခြေမရှိဘူးအနိုင်ငံဒေါသထွက်ရင်တာတီဟာသူ့ရဲ့တငယ်ချင်းဖြစ်သူအချုပ်သမားစီကိုတွားခဲ့တယ်။ဒါပေမဲ့အချုပ်သမားကပြောတယ်ဒီနေ့တော့ဒီလောက်ရှည်တဲ့သပင်ကိုညှက်ပေးဖို့အခြေမရှိဘူး။အခုတော့နန်းနန်းစိတ်ပူသွားပြီးတာတီဟာသူ့ရဲ့နောက်ထပ်တငယ်ချင်းတစ်ယောက်ဖြစ်တဲ့လက်သမားစီကိုတွားခဲ့တယ်။ဒါပေမဲ့လက်သမားကပြောတယ်ဒီနေ့တော့ဒီလောက်ရှည်တဲ့သပင်ကိုညှက်ပေးဖို့အခြေမရှိဘူး။တနာစီယာတာတီလေးဒီသပင်ညှက်တဲ့နေ့မှာသူ့သပင်ကိုဘသူမှညှက်ပေးမှာမဟုတ်ဘူးလို့ထင်ရတယ်။မျက်ရည်ကျရင်သူဟာရွာရဲ့တောအုပ်ကိုဖျက်ပြီးသူ့ဘာသာသူလမ်းလျှောက်ထွက်သွားခဲ့တယ်။သူဟာဂူတခုအနီးမှာထိုင်ပြီးကြေလောင်စွာငိုလိုက်တယ်။ဒီနေ့ကပြီးတော့မယ်ကျွန်တော်စပင်ညက်မယ်ဆိုတဲ့ဂရိကိုဘယ်လိုဆောင်ထိန်နိုင်မလဲ။အိုးဖယားသခင်ကူညီတော်မူပါ။ဂူထဲမှာငင်ငင်လေးအိတ်နေတဲ့ကြားဟာစူညံတန်တွေကြောင့်အယံကိုစိတ်အနှောက်ယှက်ဖြစ်သွားတယ်။သူကကြေလောင်စွာဟိမ့်ဟောင်ရင်သူ့ရဲ့ကြီးမားတဲ့ခြေအသေးကြီးတွေကိုတာတီဘက်ကိုဝှေ့ရမ်းပြီးအပြင်ထွက်လာခဲ့တယ်။တနာစရာတတီလေးဟာအယံကိုကြောက်လုံးလို့သူ့စပင်တွေအကုန်လုံးထောင်ထွသွားတယ်။သူ့စပင်တွေအားလုံးသူ့ခေါင်းပေါ်ကနေကျွတ်ကျသွားတော့တယ်။တာတီဟာရွာကိုတခါလေးပြေးပြန်သွားခဲ့တယ်။ကြားကတော့ပြန်ပြီးအိပ်ပျော်သွားတယ်။အခုတော့တာတီဟာအယံကြတဲ့အထိစပင်ညက်ဖို့လိုတော့မှမဟုတ်တော့ဘူး။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ပုံမြင်လေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်နော်။ဒိုးရင်သွေး channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်။